လေတိုက်တိုင်းတွေတဲ့တင်ရွယ်ဟောင်းများလို့ဒီအချိန်ဒီရက်တွေတဖြုတ်ဖြုတ်နဲ့ကုန်သွားရဲ့ပေါ်ပွားသူဘဝမှာလွမ်းရတတ်တာလိမ့်မယ်အိုးအညာတွေရှည်လွန်တဲ့အညာတွေကြာလွန်တဲ့အချိန်ကုန်စေမဲ့မင်းမရှိဘူးလေတပုတ်သေးထက်ကမပြစ်မီပဲလွမ်းတေးဆိုအိုနွေအုပ်အောငယ်ငက်မို့လို့နေတတ်တယ်ကိုသာလူသားမို့တစ်ချင်တပုတ်နဲ့မပြေဘူးကွယ်အို